မင်္ဂလာပါကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်နဲ့အနေငယ်ခွန်အားရဖို့ရန်အတွက်စာဒမဏအကြောင်းပေါ့နော်ဒီနေ့လူစီဖာလို့ပဲခေါ်ပေါ့နော်စာဒမဏလို့ပဲခေါ်နာနဲ့တမိုးတောက်ကျဲလို့ပဲခေါ်ပေါ့နော်ဒီစာဒန်ဖြစ်ပေါ်လာပုံနဲ့စာဒမဏရဲ့အလုပ်ပုံပေါ့နော်ကျွန်တော်ဒီနေ့နှုတ်ကပတ်တော်နဲ့အနေငယ်ဆွေးနွေးဖို့ရန်အတွက်ရောက်စီတိုင်းကိုခွန်အားပေးချင်ပါတယ်ဒီလိုပြောတဲ့အခါမှာကျွန်တော်ကိုယ်တိုင်လည်းစံစာတင်ပြတဲ့ဆရာလည်းမဟုတ်ဘူးပေါ့နော်ပြီးရင်ကျွန်တော်စံစာကြောင်းတွေလိုမျိုးအရှိတက်ပြီးတော့စံစာကြောင်းပေါ့နော်နှစ်ချီတက်ပြီးတော့တေချာတုတေသနာပြုတ်တဲ့လူလည်းမဟုတ်ပါဘူးเนาะဒီနေ့မနေ့မှာကျွန်တော်ကိုဖျားတခင်ကဒီစာဒမဏပေါ့နော်ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်စိတ်ထဲမှာဖခင်ကပြောဖို့ရတဲ့ပေါ်ပြတလို့ကျွန်တော်ခံစားတယ်ပေါ့နော်အဲ့ဒါအကြောင်းဒီစာဒမဏအကြောင်းကျွန်တော်Bible study လုပ်ရင်းနဲ့အနေငယ်ခွန်အားပေးချင်ပါတယ်ပထမအဆုံးကျွန်တော်တို့ဒီစီတမ်ဆိုတာဘယ်လိုဖြစ်လာလဲပေါ့နော်ဆိုတော့ကဘာကြီးဖြစ်ပေါ်လာပုံပေါ့နော်ကဘာဦးအပိုင်းကိုကျွန်တော်တို့ကျမ်းစာအနေငယ်ဖတ်ချင်ပါတယ်ဆိုတော့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1အငယ်1မှာဘာပြောထားတယ်လဲဆိုတော့အစအဦးနိုင်တဲ့နှုတ်ကပတ်တော်ရှိတဲ့နှုတ်ကပတ်တော်ဒီဖျားသခင်နဲ့အတူရှိတဲ့